ဒီနေ့မှာတော့ recap ပြုလုပ်ပေးသွားမယ့်ဇာတ်ကားလေးကတော့ကိုရအဝတ်နဲ့ The Best Movie စတဲ့စုတွေရရှိထားတဲ့ရှုပ်ဝက်သေးဖို့ horror ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ခရီးယန်ဘာသာကိုလေးနဲ့စွာယုံကြည်တဲ့အမျိုးသမီးတစ်ယောက်နဲ့ကလေးနှစ်ယောက်ကြားကွဲလေးတဲ့အယူဆတွေနဲ့အိမ်ကြီးထဲမှာအမောင်ချပြီးနေထိုင်နေတဲ့သူတို့ရဲ့ရှုပ်ဝက်ချက်ကဘာတွေလဲ။သူမရဲ့ကလေးတွေကရောဘာကြောင့်အမောင်ထဲမှာနေမှဖြစ်တာလဲဆိုတာကိုဒီဇာတ်ကားထဲမှာတွေ့ရမှာပါ။ဘယ်လိုမြုပ်ွက်တွေနဲ့ဇလန်းစအိမ်ခိုင်ကြည့်ကြရမှာဖြစ်ပါတယ်။ဒီထက်စိတ်ဝင်စားစရာကောင်းတာကတမလွန်လောကနဲ့လူပုံလောကတို့အတူနေထိုင်နိုင်ရန်ကြိုးစားရမည်ဆိုတဲ့စကားလုံးကြီးပဲဖြစ်ပါတယ်။ဒါဟာဘလို့အကြောင်းကြောင့်လဲဆိုတာဇလန်းလေးကိုကြည့်လိုက်ကြရအောင်နော်။ဒီဇာတ်ကားဟာ1945ခုနှစ်Channel Jersey ကျွန်းမှာဖြစ်သွားခဲ့တဲ့အဖြစ်အပျက်တချို့ကိုအခြေခံထားတာဖြစ်ပါတယ်။ဇလန်းရဲ့အစမှာတော့ Grace ဆိုတဲ့အမျိုးသမီးဟာအိမ်မက်ဆိုးတွေမှတ်နေရင်းနဲ့လန်နိုးပြီးတော့အော်ဟစ်နေပါတယ်။သူကိုယ်သူစိတ်တည်ငြိမ်အောင်လုပ်ပြီးတော့စပွဲဘုတ်ကနာယီကိုကောက်ကြည့်ကအိယာကထားလိုက်ပါတယ်။သူတို့ရဲ့တိတ်ဆိတ်ချောက်ခဲ့တဲ့အင်ကြီးကိုလူ၃ယောက်စကားတွေပြောပြီးတော့လာနေပါတယ်။သူတို့၃ယောက်ဟာအိမ်တကားဝက်ကိုတဖြည်းဖြည်းလာနေရင်းနဲ့သူတို့ထဲကအမျိုးသမီးကြီးဟာလူခေါ်ဘဲကိုတီးလိုက်ပါတယ်။အိမ်ထဲက Grace ထွက်လာပြီးတော့အမျိုးသမီးကြီးကဒီအိမ်ကိုလာရင်းကိစ္စပြောမယ်အလုံးမှာသူမသိတယ်ဆိုပြီးတော့အိမ်ထဲခေါ်လိုက်ပါတယ်။သူတို့၃ယောက်ဟာ Grace ကိုမဒန်လို့ခေါ်ပြီးတော့အမျိုးသမီးကြီးကသူမဟာဘတ်တာပါ။လူကြီးကိုညွှန်ပြပြီးတော့ Amon Tattel ပါလို့ပြောလိုက်ပါတယ်။ Grace ကလည်းရှင်ကဥယျာဉ်မှုဖြစ်ရမယ်ဆိုပြီးတော့နှုတ်ဆက်လိုက်ပါတယ်။ဘတ်တာဟာနောက်ထပ်သူကလိုင်းတရာလို့ခေါ်တယ်ဆိုပြီးတော့အလဲမှာရက်နေတဲ့ကောင်မလေးကိုညွှန်ပြလိုက်ပါတယ်။ Grace ဟာကောင်မလေးရဲ့ဖြူဖြူရောပုံစံကိုကြည့်ပြီးတော့အိမ်လုံးနိုင်နေရလားလို့မေးလိုက်ပါတယ်။ဘတ်တာကလည်းသူကယုံလို့ပြီးမဲ့အထင်မသေးလိုက်ပါနဲ့လို့ပြောပြီးတော့သူမကထင်းရတာထက်အသက်ပိုကြီးတယ်လို့လည်းပြောလိုက်ပါတယ်။ Grace ဟာကောင်မလေးကိုစိတ်ဝင်စားပြီးတော့မိဘူးတိုင်းတိုင်းလာထမ်းပြီးတော့လိုင်းတရာကခေါင်းကိုညှိပြလိုက်ပါတယ်။ဘာလို့ပြန်မဖြေတာလဲမေးတော့ဘတ်တာဟာသူမစကားမပြောနိုင်တဲ့တနာစရာမိန်းကလေးပါ။ဘာမှစိတ်မပူပါနဲ့အိမ်အလုံးကောင်းကောင်းလုပ်နိုင်တယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ Grace ဟာသူစကားတွေအများကြီးပြောမိပြီဆိုပြီးတော့အိမ်ကြီးထဲမှာဘတ်တာနဲ့လိုင်းတရာကိုအပေါ်ထက်မှာအိပ်ရမယ်လို့ပြောလိုက်ပါတယ်။အဖိုးကိုထတ်တယ်ကိုတော့အိမ်ပြင်ကချမ်းဝန်းတွေကတဲထဲမှာအိပ်လို့ပြောတာတအိမ်လုံးကိုလိုက်ပြပေးပါတယ်။ Grace ဟာအိမ်ကူတွေပျောက်သွားလို့အိမ်ကူအစ်ခေါ်ရတာလို့ပြောပြီးတော့တကားတစ်ခုကိုဖွင့်နေပါတယ်။ဘတ်တာကလည်းအိမ်ကူတွေပျောက်သွားတာကထူးဆန်းတယ်လို့ပြောပြီးတော့အနောက်ကလိုက်လာပါတယ်။ Grace ကမိဖို့ကြောင့်ထဲမှာချက်ပြုတ်လို့ရပြီ။ပြီးရင်ကလေးနှစ်ယောက်နဲ့မိတ်ဆက်ပေးမယ်လို့ပြောလိုက်ပါတယ်။ဘတ်တာဟာစူးစမ်းပြီးတော့သခင်ကြီးကိုမတွေ့ဘူးဗမာလင်းမေးလိုက်တော့သူကလွန်ခဲ့တဲ့တစ်နှစ်ကျော်ကစစ်တိုက်ထွက်သွားခဲ့တာပြန်မလာတော့ဘူး။စစ်ကြီးပြီးတော့လည်းဘာသတင်းမှမရခဲ့ဘူးလို့ဝမ်းနေစွာပြောလိုက်ပါတယ်။ဘတ်တာကလည်းစိတ်မကောင်းပါဘူးမဒန်လို့ပြန်ပြောမယ်အလုံးမှာအခန်းတကားကိုပိတ်တဲ့သူသာပြန်ဖွင့်ရမှာဖြစ်ပြီးတော့သူမှမရှိရင်တကားတွေကိုဘယ်သူမှမဖွင့်ရဘူးလို့ပြောနေပါတယ်။အိမ်ထဲမှာတကား90ရှိတယ်။တော့က15ကျောင်းအဲ့ဒါတွေကိုလိုက်နာဖို့မလွယ်ဘူးလို့ပြောကမနက်ဖြန်ဘတ်သားစီကိုတော်ရဲတွေအပ်မယ်လို့ပြောလိုက်ပါတယ်။ Grace ဟာဒီနေ့မှစရောက်တဲ့အိမ်ကူတွေကိုဟိုဟာမထိနဲ့ဒီဟာမကိုင်းနဲ့ပြောနေကစနေရကိုကလေးတွေမထိဖို့နဲ့စူညံတန်တွေကိုမကြိုက်ကြောင်းအိမ်မှာတယ်လီဖုန်းနဲ့လျှက်စစ်မီးလည်းမထားဘူးလို့ပြောပြီးတော့သူ့ဘဝကြီးကတိတ်ဆိတ်နေပြီလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့နောက်အခန်းတစ်ခုစီကိုသွားပြီးတော့ကလေးတွေနဲ့မိတ်ဆက်ပေးမှမို့အခန်းထဲကလိုက်ကားရချပြီးတော့အလင်းရောင်မဝင်စေနဲ့လို့ပြောလိုက်ပါတယ်။ဘတ်တာနဲ့လိုင်းတရာကလည်းသူတို့ရဲ့တတိဆိုတော့နားမလည်သလိုနဲ့လိုက်ကားတွေအကုန်လုံးကိုပိတ်လိုက်ပါတယ်။ Grace ကလည်းဖန်ပြီးရင်ကိုထုံးပြီးတော့သူမကလေးတွေရှိတဲ့အခန်းစီသွားကကလေးတွေကိုခေါ်ပြီးတော့မိတ်ဆက်ပေးလိုက်ပါတယ်။ဘတ်တာဟာကလေးတွေကိုငုံကြည့်ပြီးတော့အန်နီနဲ့နီကိုလတ်ဆိုပါလားဘလောက်လှလိုက်တယ်လဲလို့ပြောလိုက်ပါတယ်။နီကိုလတ်ကဘတ်တာဟာသူတို့ရဲ့ကလေးတွေအသက်လားလို့မေးပြီးတော့ Grace ကလိုင်းဒီယာကိုမျက်နှာရိပ်ပြပြီးတော့ကလေးတွေရဲ့မနှက်စာစားချိန်ပြင်ဆင်ဖို့ပြောလိုက်ပါတယ်။လိုင်းဒီယာထွက်သွားတော့ဘတ်တာကိုကလေးတွေကနေလေအလင်းရောင်နဲ့မတည့်တဲ့ယောဂရှိပြီးတော့အလင်းရောင်ထင်းမိရင်အသားရည်တွေနေရဲလာကအလက်ရည်ဖြစ်တတ်တယ်လို့ကလေးနှစ်ယောက်ကိုမေးအိမ်နဲ့ထိုးပြပြီးတော့ပြောပြနေတာဖြစ်ပါတယ်။နောက်တစ်ခါမှတော့ဘတ်တာဟာကလေးတွေအတွက်ပမုံမိခင်လုံနေပြီးတော့ကလေးတွေကမကြိုက်လို့ချောပြောနေတာဖြစ်ပါတယ်။ကလေးတွေရဲ့စိတ်ထဲမှာသူတို့အဖေတနေ့ပြန်လာမယ်လို့ယုံကြည်နေပြီးတော့နီကိုလတ်ကတော့ငင်းဆန်နေလို့မောင်နှမနှစ်ယောက်စကားများနေကြပါတယ်။သူတို့အမေရောက်လာပြီးတော့အိမ်ကူဘတ်တာကိုစားတိုက်ဖုံးတွေကအလုတ်ခေါ်စားအိတ်ကိုစားဖို့သမားယူမသွားပဲဘလို့လို့ဒီအိမ်မှာအလုတ်လာလျှောက်တာလဲလို့မေးလိုက်ပါတယ်။ဘတ်တာဟာအရင်ကဒီအိမ်မှာလှုပ်ဖူးကြောင်းအမြဲအလုတ်လို့လာတာလို့ပြန်ပြောလိုက်ပါတယ်။ညဘက်ရောက်တော့ Grace ဟာကလေးတွေကိုသမားချမ်းစာတွေကစားတွေကိုဖတ်ခိုင်းပြီးတော့ကလေးတွေကမဖတ်ချင်လို့ဖျားသခင်ရှိချောင်းကိုမယုံကြည်ဖြစ်တယ်လို့ပြောလိုက်ပါတယ်။ Grace ဟာခရီးယန်ဘာသာအစိုးကြီးတာမို့ကလေးငယ်မှာထာဝရနေလဲရမယ်လို့ဆိုပြီးတော့ပြောကသူတို့မောင်နှမနှစ်ယောက်ကိုနေရခွဲပြီးတော့စလုပ်ခိုင်းပါတယ်။အိမ်ရောက်ထမှာဘတ်တာနဲ့စကားပြောနေရင်ကလေးငိုတန်းကြားရတော့သူသားနီကိုလတ်စီပြေးသွားပါတယ်။နီကိုလတ်ငိုတာမဟုတ်တော့အန်နီအခန်းစီသွားပြီးတော့အန်နီကိုငိုနေတာလားလို့မေးလိုက်ပါတယ်။အန်နီကငိုနေတာသူမဟုတ်ဘူး။ဘေးနားကကောင်းလေးဘေတာဖြစ်တယ်လို့ပြောပြီးတော့သူတို့ကိုဒီအိမ်မှာနေတာမကြိုက်ဘူးလို့ပြောလိုက်ပါတယ်။ Grace ဟာအခန်းထဲမှာဘယ်သူမှမရှိပဲဘေတာဆိုတာဘယ်သူလဲကောင်းစားနေပြီးတော့အိမ်ကူတွေကိုပဲလှိမ့်ဆူနေပါတော့တယ်။ညဘက်ကလေးတွေအတူအိတ်နေတော့ဘေတာဆိုတဲ့ကလေးဟာအန်နီနဲ့လာစကားပြောပြီးတော့လိုက်ကားတွေဖွင့်ပြမဲ့အကြောင်းကိုပြောတယ်လို့အန်နီဟာမောင်လေးနီကိုလတ်ကိုပြောပြနေပါတယ်။ဘေတာကိုအန်နီတယောက်ထဲသာမြင်တွေ့ရပြီးတော့နီကိုလတ်ကကြောက်လို့အော်လိုက်ပါတော့တယ်။ Grace ဟာသူ့သမီးကိုစူပြီးတော့ဖျားစာစူကိုင်းကအပြစ်ပေးနေပါတယ်။
အန်နီကိုအပြစ်ဝေခံခိုင်းတော့သူအပြစ်မရှိဘူးဖေတာဟာတကယ်ရှိတယ်သူမြင်နေရတယ်အမှန်တွေပြောနေတာလို့ပြောပြီးတော့ထွက်သွားပါတယ်နောက်တရက်မှာအန်နီအပြစ်ကဆက်ရှိနေပြီးတော့ဖျားစာတွေကိုစိုးနေပါတယ်ဘတာဟာရင်သွေးချမ်းချပြီးပြန်မဲ့အလုံးမှာအိမ်အပေါ်တက်ကကလေးကစားပြီးတော့ခုံပေါက်နေတာခန်းစားမိလိုက်တော့ပြေးတက်သွားခဲ့ပြီးတော့အမည်မသိတဲ့မမြင်ရတဲ့လူတွေကိုရှာပါတော့တယ်အခန်းတွေထဲကိုနှံ့အောင်ရှာပြီးတော့အိမ်ကူဘတာကိုလိုက်ကားတွေအကုန်ဖွင့်ပြီးဒီညတရက်ခန်းကိုရှာရမယ်လို့ပြောလိုက်ပါတယ်အန်နီကလည်းသူ့အမေကိုစာရွက်တွေပြပြီးတော့သူမြင်တွေ့နေရတဲ့သူတွေရဲ့ပုံတွေကိုပြနေပါတယ်ဒီလိုနဲ့ဘာမှရှာမတွေ့ပဲတယောက်တည်းစိတ်ချောက်ချနေပါတယ်ဘတာနဲ့ကနှစ်ယောက်တည်းစကားတွေပြောနေပါတယ်ဂရစ်ကတော့အန်နီပေးတဲ့လူတွေရဲ့ပုံတူကိုလိုက်ရှာနေပြီးတော့စာအုပ်တော်ထဲမှာလူတွေအားလုံးတင်နေတဲ့ပုံကိုတွေ့ပြီးတော့ဘတာကိုအယူသိကြတဲ့သူတွေရှေးလူတွေကတင်ရင်အဲ့လိုပုံရိုက်ကြတာလားလို့ပြောပြီးတော့ညဘက်ရောက်တော့ဘတာနေခဲ့တဲ့အိမ်အကြောင်းကိုမေးကဘတာဟာဒီအိမ်ကြီးကအရင်ကသားရအကြောင်းနဲ့ဒီအိမ်မှာအိမ်ဖိုးတွေအများကြီးရှိကြောင်းပြောပြပြီးတော့လူပုံလောကနဲ့တမလွန်လောကနဲ့အတူနေထိုင်နိုင်ရန်ကြိုးစားရမယ်လို့ပြောပြီးတော့ထွက်သွားပါတယ်ညဘက်ကလေးတွေအိမ်ခန်းကအပြင်မှာဂရိစာအတန်တန်ကိုကြားရပြီးတော့အောက်ဘက်ဆန်နေရထားတဲ့အခန်းကဖြစ်နေတော့အခန်းစီကိုလာခဲ့ပါတယ်ဘယ်သူမှမရှိတော့ပွင့်နေတဲ့ဆန်နေရခုံကိုတော့နဲ့ပေးပြီးတော့ထွက်သွားပါတယ်တကားကသူ့ဘာသူပေးပြီးတော့ Grace ကိုမတူညီတဲ့တွန်းအားတစ်ခုကတွန်းချလိုက်ပါတယ်ကြောက်လန့်တကြောက်အော်ပြီးတော့ဘာသာကိုခေါ်ကအိမ်တကားကိုဖွင့်ခိုင်းတော့ဘယ်သူမှမရှိတာတွေ့ရပြီးတော့သွေးပြတ်သွားပါတယ်ဘာသာနဲ့အခန်းမှာစကားပြောကြပြီးတော့ဖះเจ้าမှာဖာသာနဲ့တွေ့ဖို့ထွက်သွားပါတယ်ဖာသာကိုဒီအိမ်မှာဖြစ်ပြနေတာတွေကိုပြောပြဖို့မျိုးတွေအုံဆိုင်နေတဲ့လမ်းကနေပြီးတော့တဖြည်းဖြည်းလျှောက်လာခဲ့ပါတယ်ဖာသာနဲ့မတွေ့ပဲသူမယောက်ျားချားနဲ့တွေ့ပြီးတော့အိမ်ကိုခေါ်လာခဲ့ပါတယ်ချားဟာသားသမီးတွေနဲ့တွေ့ပြီးတော့အလွန်သေးကညဘက်ထမင်းအောင်လာမစားပဲနေပါတယ်ပူပူနွေးနွေးနေပြန်လာတဲ့ယောက်ျားထမင်းလာမစားတော့အန်နီကိုသူတွေ့နေရတဲ့ဟာတွေကိုမေးဖို့နဲ့သူမတို့မိသားစုအတူဒီရင်ကြီးထဲမှာအတူနေဖို့ပြောနေပါတယ်အန်နီဟာသူမမြင်နေရတဲ့အရာတွေကိုမိခင်ဖြစ်သူကလက်မခံပြီးတော့စိတ်တူပြီးတော့မိဖို့ခန်းထဲကိုထွက်သွားပါတယ်ဘတာဟာနှစ်သိမ့်ပြီးတော့သူလည်းအတားတွေကိုမြင်ရတယ်လို့ပြောပြီးတော့နှစ်သိမ့်လိုက်ပါတယ်ညဘက်ဘတာဟာအဖိုးကြီးစီသွားပြီးတော့သူတို့လက်မခံသေးဘူးကလေးတွေကတော့အေးဆေးပါမိခင်ကပဲလက်မခံခြင်းသေးဘူးတိတော့မတိတော့ဘူးလို့ပြောနေပါတယ်မနေ့ရောက်တော့ Grace ဟာသူမသမီးအန်နာကိုသူတို့သမီးဝစ်စုံလေးဝစ်ပေးပြီးတော့အခန်းပြင်ကိုထွက်သွားပါတယ်ပြန်လာတော့ကျမအပြင်မှာထိုင်နေတော့စူမဲအလုံးမှာသူသမီးအန်နာရဲ့ပုံစံဟာအကြီးတန်းရုပ်ဆိုးပြီးတော့တရေပုံစံဖြစ်နေတော့လဲပဲညှစ်လိုက်ပါတယ်အော်ဟေးရုံးကန်နေတော့ဘာသာရောက်လာပြီးတော့အန်နီကိုလာခေါ်သွားကအန်နီကသူ့အမေကသူ့ကိုတတ်နေတယ်လို့ယုံကြည်သွားပါတော့တယ်စိတ်တွေကြောက်ရွံ့ဖြစ်နေတဲ့ Grace ဟာသူမယောက်ျားထွက်သွားမှစိုးတာဖြစ်ပြီးတော့ယောက်ျားဖြစ်သူကလည်းထွက်သွားတော့မှပြောလိုက်တော့စကားတွေများကြပြီးတော့အချက်ဆန်းလိုက်ကြပါတယ်မနဲ့လေရောက်တကယ်ထွက်သွားတော့ Grace တယောက်စိတ်ညစ်ပြီးတော့နေပါတော့တယ်အိမ်ရှိတကားဝမှာယောက်ျားထွက်သွားလို့ငိုနေတဲ့ Grace ဟာအန်နာရဲ့အော်တန်ကြားလို့ပြေးဝင်လာပြီးတော့အိမ်ထဲမှာလိုက်ကားတွေမရှိတော့ကြောင်းသတိထားမိလိုက်ပါတယ်သူမရဲ့ကလေးတွေအလင်းရောင်ကြောင့်တေးမှစိုးရင်ပြီးတော့အမောင်ဖြစ်အောင်လုပ်ပေးလိုက်ကအိမ်ကူလိုင်းတရားကိုမေးနေပါတယ်ဘာသာဟာသူ့ကိုမေးလဲအဖိုးပဲမဖြေတတ်တာသိရနေလို့ခက်မမပြောပြီးတော့သူမယောက်ျားအဖိုးကြီးကိုဒီအိမ်မှာရှိတဲ့လိုက်ကားတွေဖဲလိုက်လာပြီးတော့အားလုံးကမဖဲဘူးဆိုပြီးတော့မျက်နှာလွှဲလိုက်ကြပါတယ်သူမရဲ့ကလေးတွေအသက်ဆုံးရှုံးရမှတွေးပြီးတော့အိမ်တော်တွေတောင်းကဘတာတို့လင်မယားကိုမောင်းထုတ်လိုက်ပါတယ်ဘတာဟာကလေးတွေကအလင်းနဲ့မသိနိုင်တော့ဘူးတကယ်ချင်းဆိုင်ရမှတနေ့အမှန်တရားလို့ပြောပြီးတော့ထွက်သွားပါတယ်ညဘက်ရောက်တော့အန်နီနဲ့နီကိုလက်စ်ဟာသူတို့အဖေကိုရှာမယ်ဆိုပြီးတော့အိမ်ကနေထွက်သွားပါတယ်ဂရစ်ကတော့အိမ်ထဲမှာရှိတယ်လို့ပြောတဲ့အမှန်တရားကိုရှာနေတာဖြစ်ပါတယ်အန်နီတို့မောင်နှမနှစ်ယောက်ဟာနေရာတနေရာကိုရောက်တော့အုပ်ကူတွေကိုတွေ့ပြီးတော့အဲ့ဒီအုပ်ကူတွေဟာဘတာနဲ့လိုင်းတရားတို့၃ယောက်ရဲ့အုပ်ကူဖြစ်တာသိလိုက်ရတော့ကြောက်လန့်ပြီးတော့အော်ဟဲကအိမ်ထဲဝင်လာကြပါတယ်Grace နဲ့တွေ့တော့ဘာသာတို့ကလူမဟုတ်ဘူးတရေတွေလို့ပြောလိုက်တော့ Grace ဟာဘာသာကိုသူတို့အေးဆေးလေးဒီအိမ်ထဲမှာနေပေးရစီလို့ပြောတော့ဘာသာဟာသူတို့နဲ့အတူလာနေဖို့ခေါ်တာမလာချင်းအပေါ်ကလူတွေနဲ့ရင်ဆိုင်လို့ပြောပြီးတော့အိမ်ပေါ်ကိုတက်ခိုင်းလိုက်ပါတယ်Grace ဟာအိမ်ပေါ်ကိုတက်သွားခဲ့ပြီးတော့လူတစုဟာတရေနှင်ဖို့အောက်လန်းဆရာမကိုမေးနေတာဖြစ်ပါတယ်စပွဲမှာထိုင်နေတဲ့လူတွေဟာ Grace တို့ကိုမမြင်ပဲဒီအိမ်မှာရှိတဲ့သေဆုံးသူတွေကိုခေါ်ပြီးတော့မေးနေတာဖြစ်ပါတယ်အဲဒီချိန်မှာပဲ Grace ဟာစိတ်ယူပေါက်ပြီးတော့သူသားသမီးတွေကိုခေါင်းအုံးနဲ့ဖိတက်ပြီးသူကိုယ်တိုင်တန်းနဲ့အဆုံးစင်ရင်လိုက်တယ်ဆိုတာသိသွားပါတော့တယ်။သူတို့တရေလို့ထင်နေတဲ့ဗတာတို့မိသားစုဟာလူတွေဖြစ်ကြပြီးတော့သူကိုယ်တိုင်ကသေလို့သေသွားကြမှမသိပဲအင်ကြီးကိုအဆွဲလန်းကြီးကမကြွမလို့ပဲတရေဖြစ်နေကြတာဖြစ်ပါတယ်။အမှန်ကိုလက်မခံနိုင်ပဲတောင်းချမ်းနေပြီးတော့အိမ်ပိုင်ရှင်တွေကလည်းဒီအင်ကြီးကိုရောင်းပြီးတော့မနေတော့ပဲမနှက်ဖန်အိမ်ရွှေ့ဖို့ပြောနေတာပါ။ဂရိစာသူသားသမီးတွေကိုဖတ်ငိုပြီးတော့မိခင်ကောင်မပြီးသားပဲအယူလုပ်တွေလုပ်ခဲ့တယ်လို့ပြောနေချိန်ဗတာရောက်လာပြီးတော့မနှက်ဖန်ကစပြီးအေးချမ်းသွားပါပြီမတန်လို့သူတို့ထွက်သွားကြပြီလို့ပြောလိုက်ပါတယ်ဒီလိုနဲ့နောက်နေ့မနေ့လေးရောက်ဗေတာတို့မိသားစုဟာကားနဲ့ထွက်ခွာသွားပြီးတော့ဗေတာနဲ့အန်နီကလည်းနှုတ်ဆက်မြန်ဝန်းတွေနဲ့နှုတ်ဆက်သွားကြပါတော့တယ်။ကဲဇလန်လေးကတော့ပြီးဆုံးသွားခဲ့ပါပြီ။အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။